ရွာတွေရွာမှာဖခင်တယောက်နဲ့တမီးတယောက်အေးအေးချမ်းချမ်းနေထိုင်နေကြပါတယ်ဖခင်ကအသက်ကြီးလာပြီးတမီးကလည်းအရွယ်ရောက်နေပါပြီဒီနေ့မှာဖခင်ဖြစ်သူကခီးသွားဖို့အကြောင်းတစ်ခုပေါ်လာပါတယ်ခီးသွားခါနီးမှာတမီးကိုဒီလိုမှာခဲ့ပါတယ်တမီးရေအဖေမရှိတဲ့အချိန်အိတ်ဒီလာခဲ့ရင်ထမင်းလေးတော့ချက်ကျွေးလိုက်ပါဒါပေမဲ့ဇန်တော့မကုန်ပါစေနဲ့နော်တမီးကအန်ကပြီးပြန်မေးပါတယ်ဖေထမင်းချက်ကျွေးမှတော့စံကုန်မှာပေါ့မကုန်ဘဲဘလို့ဖြစ်နိုင်မှာလဲဖခင်ကပြုံးပြီးပြန်ပြောပါတယ်တမီးရေစေတနာနဲ့ချက်ကျွေးရင်စံကုန်ပေမဲ့ကုသိုလ်ပြန်ရတယ်အဲ့ဒီလိုအလူကိုစံမကုန်တဲ့အလူလို့ခေါ်တယ်ဒါပေမဲ့စေတနာမပါဘဲချက်ကျွေးရင်တော့စံကုန်ပြီးကုသိုလ်မရဘူးအဲ့ဒါကိုစံကုန်တဲ့အလူလို့ခေါ်တယ်တမီးရေအဲ့ဒီလိုဖခင်ရှင်းပြလိုက်မှတမီးလဲနားလည်သွားပါတယ်ဒါကြောင့်ဘလို့ပေးမဲ့တူတော့စေတနာလေးထည့်ပြီးပေးပါဒါဆိုရင်ကိုယ့်အတွက်ကုသိုလ်ရသွားပါလိမ့်မယ်ဒါကြောင့်မိတ်ဆွေတို့လည်းအိတ်ဒီလာခဲ့လို့ထမင်းချက်ကျွေးရင်စံလေးတော့မကုန်ပါစီနဲ့